ကိုယ့်ရဲ့ Facebook ကောက်ကိုဒီလိုမျိုးဘန်းခံရရင်ဘယ်လိုမျိုးပြန်ဆင်ရမလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာပြပြပေးသွားပါမယ်ဗီဒီယိုလေးကိုမပြပြခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပြီး like share လေးပြီးကူညီပေးကြဖို့တောင်းဆိုချင်ပါတယ်များသောအားဖြင့်ဒီလိုမျိုးဘန်းခံတာကအကောက်ဆောက်ဝင်တဲ့အချိန်မှာ Facebook ပြီးမလုပ်ထားတာရဲ့ပြီးတော့မွေးနေ့ကို17နှစ်ပြည့်အောင်မလုပ်ထားတာရဲ့အကြောင်းဒီလိုမျိုးဘန်းခံတာမျိုးဖြစ်ပါတယ်โอเคဒါဆိုရင်ဘယ်လိုမျိုးပြန်ဆင်ရမလဲဆိုတာကိုဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ကြည့်ပြီပါပထမဆုံးအနေနဲ့ကိုဖုန်းထဲမှာရှိတဲ့ Chrome သို့မဟုတ် browser ထဲဝင်လိုက်ပါ Chrome ထဲဝင်ပြီးသွားရင်အပေါ်ဆုံးမှာ Webhook a login ISO Facebook ဆိုပြီးတော့ရချလိုက်ပါဒီနေရာမှာ Webhooking a problem with Facebook has center ဆိုပြီးပေါ်လာပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဒီနေရာရောက်ပြီဆိုတော့ပေါ်လို့နည်းနည်းဆက်တင်လိုက်ပါဒီနေရာမှာ give feedback about it ဆိုတာလေးကိုတွေ့ပါလိမ့်မယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဒီနေရာမှာ proactive feedback ဆိုတာလေးပေါ်လာပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဒီနေရာမှာ fountain ရမယ့်နေရာလို့ရောက်လာပါပြီ fountain တဲ့နေရာမှာ product of future ဆိုတဲ့နေရာမှာ login ကိုရွေးပေးရပါမယ်login ကိုနှိပ်ပေးလိုက်ပါ login ကိုနှိပ်ပြီးသွားရင် you are feedback ဆိုတဲ့နေရာမှာကိုယ့်ရဲ့ကောက်ကဘယ်လိုမျိုးကြောင့်ဘန်းခံလဲဆိုတဲ့အကြောင်းပြချက်ကိုရေးပေးရမှာပါ okay product of future ဆိုတဲ့နေရာမှာ login ကိုနှိပ်ပေးလိုက်ပါပြီးရင် you are feedback ဆိုတဲ့နေရာမှာအကောက်ကဘယ်လိုမျိုးကြောင့်ဘန်းခံလဲဆိုတဲ့အကြောင်းပြချက်ကိုရေးပေးလိုက်ပါရေးပြီးသွားရင်အောက်က send ဆိုတာလေးကိုနှိပ်လိုက်ပါ okay ဒီလိုမျိုးလေးပေါ်လာရင် report တင်ပြီးသွားပါပြီဘယ်ရှင်ပြင်ရမလဲဆိုတာကိုနေ့အတွင်းလောက်စောင့်ကြည့်လိုက်ပါဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲဗီဒီယိုလေးကအကျိုးရှိတယ်ဆိုတော့ follow လေးလုပ်ပေးကြပါဦးခင်ဗျ